ဒီနေ့ကတော့ဖိလစ်ပင်းပါဇက်မြန်မာပဲဖြစ်ပါတယ်ဒီဖိလစ်ပင်း brand ဆိုတဲ့ဘယ်ကကျွန်တော်ဘာပြောတာလဲဆိုတော့မင်းချောင်ကငါ brand နဲ့တည်ရင်ဘဲဥတော်မကွဲဘူးအဲ့နဲ့ဒီဘက်ကဖိလစ်ပင်း brand ကျွန်တော်ဘာထပ်ပြောလဲဆိုတော့မင်းချောင်နဲ့ငါ brand နဲ့နောက်ပွဲမှာတည်မယ်တဲ့အရင်ဆုံးမင်းငါခြုံပိုင်ဝမ်းအရင်စော့မယ်တဲ့အဲ့လိုလားပြောဖေပေါ့အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာ brother တို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးကြအဲ့တော့ intro လေးစလိုက်အောင်ဟိုးကောင်းတာမြန်မာဆိုတာဒီဘဲတည်အောင်ကျွန်တော်ပြပြရမယ်GNZ ဘလောက်ကျန်းလဲဆိုတော့ဒီဘက်ကိုကျွန်တော်ပြမရမယ် All troops deployed. We shall follow the lead of the light. My fist will be the last. That notion here at night when you home alone. All this shit in my head, yeah, you don't wanna know. On your knees, begging for your life. I'm my 44 till you don't. Now you gone, knife cut you straight အေးမှုရရှိတယ်ပေါ့နော်ကန်ကျင်ကန်ကျင် to the fucking bone. Hand full of pills, don't know what the fuck they for. Tell them bitches, but you know the devil can't fucking up it. တုံးပြအင်းမှုကိုကန်ကျင်တာကျ You know for all the souls of ဖိလစ်ပင်းကကောင်နေတာဝါဆောင်နဲ့ဆိုအဲ့ဒါကျွန်တော်တာဝါယူမသိ the best is presented the former. The fire, it that that it's just a question. ကောဆိုအဲ့လိုပြရတယ်ငါညီ Get them help you with the ဖိလစ်ပင်းသားလေးကိုတော့စစ်တူးနဲ့ရိုက်ဖြုတ်လိုက်ပြီနော် with